Hello guys ကျွန်တော်ဒီနေ့မှာတော့ Commander စီလောင်းကိုအသုံးပြုပြီးတော့เนาะအဲ့လိုမတင်တဲ့ဟွန်နာဂျားမာလေးနင်းလီအတွက်လာပြီးတော့တင်ရဖြစ်ပါတယ်ဒီအခုပွဲရတာပေါ့เนาะကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဗျာဒီစီလောင်း Commander ကိုအသုံးပြုပြီးတော့เนาะကာရီနာအထောင်းပေါ့เนาะအဲ့လိုဆောင်ရဖြစ်ပါတယ်ဒီ flow ကတော့ပတ်စံလဲရမ်းမကုန်ဗျာပြီးွားရင်ကျွန်တော်1 to 5တရားတဲ့ flow ကိုလာဆော့ရဖြစ်ပါတယ်အားဒီမှာတော့ကျွန်တော်တို့ကအဲ့လိုဘယ်လိုရမလဲကတ်တိတ်မကြိုက်လို့ဗျာတပတ်ကတ်ကိုယူကြည့်ရပေါ့နော်အဓိကတော့ကျွန်တော်ကဒီထဲကမျှော်လင့်တာတော့အဲ့လိုမာ TikTok ကပါမလားပေါ့နော်ဒါပေမဲ့ပါတဲ့ကြောင့်မို့ဟိုမှာနေပဲထိနေမှာဖြစ်ပါတယ်ဒီပွဲကကြတော့ဗျာဘယ်လိုပြောရမလဲအဲ့လိုကရီနာထောင်ဆောင်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ Astro ပါတဲ့ကောင်တွေဆိုရင်တော့ကောက်ထားစေချင်ပါတယ်ပြီးသွားရင်ကျွန်တော်ကဒီပေါ့နော်အခုဒီ Magic Chess မှာကမြန်မာလိုဆော့ရကောင်တွေရှိရဗျာအဲ့လို3 set ဆော့ရကောင်တွေပေါ့နော်အဲ့လိုကောင်မျိုးတွေကိုလည်းပြန်ပြီးတော့မေးလို့ရတဲ့ဟာပေါ့နော်အရှင်းဆုံးပြောလို့ရှိရင်အဲ့လိုမေးလို့ရတဲ့ flow လာပြီးဆော့ရဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်ကအကိုင်းပါတယ်ဆိုတော့အကိုင်းနဲ့ပဲခဏထိန်းထားပြီပေါ့နော်အကိုင်းရေ11ကဒူးစားဆိုတော့ဗျာ11ထိန်းထားပါပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာအဲ့ဇက်နှစ်ကောင်ရပြီဗျာပြီးလို့ရှိရင်ကျွန်တော်အဲ့လိုကာရီနာပေါ့နော်ကာရီနာရလို့ရှိရင်တော့ကာရီနာနဲ့ပဲချင်းဆော့နေကြပါတယ်Astro စစ်နဲ့ Assassin နှစ်ကောင်လောက်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ကိုကဘယ်လိုပြောမလဲနည်းနည်း RAM မြင့်သွားပြီဆိုလို့ရှိရင်တော့အဲ့လို link တော့ပါတော့နဲ့ပြန်ပြီးတော့ချင်းဆော့နေရင်ပေါ့နော် link နိုတန်ရှိမယ်အဲ့လို Assassin နဲ့ကောင်းတဲ့ကောင်ပေါ့နော်ကျွန်တော်ဒီဘက်မှာကျတော့ Karina နဲ့ပဲထိန်းညှိဖြစ်ပါတယ်ဒီမှာတော့ Karina ရပြီဆိုတော့ကျွန်တော်ဘေးကပုံဖွင့်လိုက်တယ်ပြီးရနဲ့ကျွန်တော်အဲ့လို Summoner ပေါ့နော်Summoner ဖြစ်တယ် sorry မှာပါလို့နော် Assassin ပေါ့နော် Assassin နှစ်ကောင်နဲ့အဲ့လို Astro တက်ပါပြီဆိုတော့ဒီ Karina လေးကလုံးဝအဆင်ပြေသွားပါပြီပြီးရင် Karina ဒီထဲမှာကျတော့ဗျာတစ်ခုကောင်းတာသူက aim မျိုးလည်းကောင်းတယ်ပြီးလို့ရှိရင်သူကအဲ့လို back line လည်းကောင်းတယ်ပေါ့နော်အဓိကချက်ကတော့အဲ့ဟာကိုယူပြီးတော့ဆော့ရတာပါတော်များစောင့်နေရတဲ့ဒီစီလောင်းကိုဗလာရင်းနဲ့စောင့်နေရတဲ့ဟာတွေကမကောင်းလို့ပြောရတာမဟုတ်ဘူးဗျာဒီအဲ့ဗလာရင်းထက်ဆိုလို့ရှိရင်တော့ဒီ Karina ပို့ပြီးတော့ကျမ်းပါတယ်ပြီးတော့ရင် Karina နဲ့လိုက်ဆောင်အိုင်နန်တော့ဒီ Grand Set ကတော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်က Gary Hammer ပဲကောက်လိုက်ပါတယ်Gary Hammer ကတော့တည့်ရတိုင်းပဲပေါ့နော်ရှီကအမာခံလို့လည်းကောင်းတယ်ဆိုတော့အဲ့လိုကောက်ပေးထားတာပါjoin ပါလာပြီပြီးတော့ရင်ကျွန်တော်ရှင်းလင်းပါလို့ရှိရင်ဗျာဒီဟာပေါ့ဒီ level ပေါ့နော်အနည်းဆုံး level 8ဂျားမှာတင်ပြီးတော့ပဲ Karina ကို reset ရှာသိနေပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ Karina user နဲ့လုံးဝ easy ထင်းလို့ရပါပြီဒီမှာတော့အဲ့လိုအားကြီးမှာတော့ကိုကရှုံးနိုင်တဲ့ခေါင်းနဲ့မထဲတယ်ပေါ့နော်ဘယ်လိုရမလဲအရင်ဗျာမရှုံးရင်ဆိုလို့ရှိရင်တော့အားကြီးနဲ့ Z တော့ဘာလို့ရှာလိုက်ပါနော်ဒါပေမဲ့ကျွန်တော်ကတော့ level 9လောက်မှာတွားပြီးတော့ပဲသူဆက်ရှာမှာပါပြီးရင်ဒီမှာကပေးတဲ့စီတောင်းလန်မစိုးပေါ့နော်မစိုးဆိုတော့ကောက်လိုက်ပါတယ်ပြီးလို့ရှိရင်ဒီမှာ sub ဟွာပေါ့နော် hacker ပေါ့နော် hacker တင်သွားလို့ရှိရင်ကျွန်တော်ကရှုံးလို့ရှိရင်ဘေးက join ကိုရောက်မယ်နိုင်လို့ရှိရင်ဘေးက Z ကိုရောက်မယ်အဓိကအဲ့လိုမျိုးပေါ့ဒီကဘာမှမခတ်ပါဘူးပတ်စံတော့အနေနဲ့20စုပြီးတော့ level တင်ပေါ့နော်ပြီးတော့အနေကျွန်တော်ဒီ Karina နဲ့လိုက်ပြီးတော့6လေးရပါပြီကျွန်တော် Karina တော့ခုချိန်မှာတော့1 star ပေါ့နော်1 star ဆိုပေမဲ့မြင်နေနိုင်မယ်အလုပ်ကတော့လုပ်ပြီးပါတယ်ပြီးရင်ဒီဒုတိယကကတော့ရွှေကဗျာဒီဘေးက Commander ESB ကတ်လည်းပါတယ်ဒါပေမဲ့ကျွန်တော်မကောက်ပေါ့နော်ဘာလို့မကောက်လဲဆိုလို့ရှိရင်ဗျာအရှင်းဆုံးပြောလို့ရှိရင်ဒီကတ်ကိုကျွန်တော်ကကောက်လိုက်လို့ရှိရင်ဗျာ level အရန်တင်ပြီးတော့ပါပေါ့နော်အားကြောင့်မို့လို့ပါဒီမှာတော့တွေ့တိုင်းပဲ Astro 4ကောင်ဖြစ်သွားပြီဆိုတော့ဒီ Karina ထိတောင်ဖြစ်ပါတယ်ပြီးရတယ်အဲ့လိုအဲ့ဒီပေါ့နော် level 6နဲ့ခုံကြားမှာဆိုလို့ချင်းဗျာ3 set ကိုကိုတင်ရင်ကုန်တင်မလိုက်အဲ့ဒါကြလို့ကျွန်တော်နိုင်မိုး chance များတာပေါ့တည်ရမလားရှေ့ကအမာလေးပါတယ်ပြီးရင် Karina တော့တိုက်အင်းရဲ့ damage ဆိုတော့အဲ့လို star level ရှင်လို့ရှိရင်လည်း star level များတဲ့ကောင်နည်းနည်းပါနိုင်ရဆိုတော့လေအဲ့လိုတင်ရင်တော့တင်ဆောက်ရပါတယ်ဒီမှာတော့ hacker 2 set တင်ကြည့်တယ်hacker ဟွာပဲပေးရပေါ့နော်ပြီးရတယ်ကျွန်တော်လည်းမျိုးရှာတယ်ပတ်စံတော့အနေနဲ့20စုပြီးဆော့ရပေါ့နော်ပြီးရင်ဒီမှာတော့ Hera တင်လို့ရှိရင် Hera ပြန်ထွက်လာဆိုတော့ကိုတာကအရှုံးမရှိဘူးပေါ့Karina တော့1 star ဗျာဒါပေမဲ့ကျွန်တော် Karina နဲ့ထိနေပါတော့ရှေ့ကအမာခံမဲ့ကောင်ကတော့သူ့အောင်သူပဲတိုင်မထားလိုက်ပါဒါပေမဲ့ရှင်းနေပါလို့ရှိရင်ဗျာဒီ level 8မှာထားပြီးတော့အကောင်လုံး3 ချက်လို့ရှိရင်တော့ပို့ပြီးကောင်းတာပေါ့နော်လုံးဝကိုတာမရှုံးတော့ပေါ့ဒီမှာမြင်လာတော့မသိဘူးဗျာ level 6မှာကျွန်တော်ဗလာနာတွေပဲပါလာပြီဗျာဒီလားတောင်းဆောက်လို့ရှိရင်တော့ပါဘူးပေါ့နော်ဘာလို့လဲတော့မသိပါဘူးပြီးရတယ်အဲ့လိုကိုအစင်မဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးနည်းနည်းပါကောက်ပြီးတော့ရှာစီနေပါတယ်ကျွန်တော် Karina ဒူးစားရပြီဆိုလို့ရှိရင်တော့လုံးဝထိန်းလို့ကောင်းတယ်ခေါင်းတောက်ကောင်းတယ်ပေါ့နော်
အဓိကကျွန်တော်လိုချင်တဲ့ကက်ကဗျာခုနကကျွန်တော်ဘီယွန်းထောက်ပြတဲ့ကက်ပေါ့နော်သူတို့ယူထားတဲ့ကက်အဲ့ကက်ကိုကျွန်တော်လိုချင်တယ်ဗျာဒါပေမဲ့ကျွန်တော်မရအောင်ကျွန်တော်အာလီကောရရဲဆိုတော့အာလီကောပဲကောက်တာပေါ့နော်အာလီကောမရလို့ရှင်လည်းပရီမီယံကလန်လည်းကောင်းပါတယ်အဓိကတော့ဒီဘွဲကိုပြီးအောင်ကြည့်လို့ရှင်တော့ကျွန်တော်ဘယ်လိုဆော့ပါလဲသိပါလိမ့်မယ်ဒီမှာတော့သိရတဲ့အတိုင်းပဲ level တင်နိုင်ပေါ့နော် level ခွန်ရောက်ပြီဆိုတော့ကျွန်တော်တို့ကအဲ့လိုကိုလိုချင်တဲ့ဟာကိုပေါ့နော်အဓိကရအောင်ရှာမှာဖြစ်ပါတယ်ကရီနာ3ညနေဆိုတော့ဗျာ level ခွန်နဲ့ရှစ်မှာတော့3 star ချင်းနေဖြစ်ပါတယ်ဒီမှာတော့ဟိုဘက်က3 star အိုးတက်တွေပါနေနဲ့မြန်မာလူကြီးတင်ဆောက်တာဆိုတော့သိရတဲ့အတိုင်းပဲဒီဘက်တော့မနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုကတွေးရဗျာ9000လောက်ရှိသေးဆိုတော့အစီအပြေတယ်ပေါ့နော် AC ပါပဲတွေးချရတော့ခေါင်းထဲတော့မထည့်သိနေပါဘူးပေါ့နော်ပြီးသွားရင်ဒီ round ကဘာရမလဲချက်ကြည့်ပေါ့နော်နောက်ထပ် round မှာတော့အိုင်နန်တော့ဗျာကျွန်တော်ကရီနာကိုတင်တက်ဆောက်မယ်ဆိုလို့ရှိရင်တော့အဲ့လို grand set ကအကောင်းဆုံးလို့ထင်ပါတယ် grand set များလို့ရှိရင်တော့ဘေးမှာ crystal ပါရှိရပေါ့နော်ကောက်သိနေပါတယ်ဒီမှာတော့ကျွန်တော် grand set ရရဲဆိုတော့ AC ပါပဲပြီးရနေအဲ့လိုဘေးကပေးတဲ့ကောင်တွေပေါ့နော်အဲ့လိုတူးစားတွေကုန်နေလိုက်ပေါ့နော် Martis join Karina ဒါကျွန်တော်တကောင်နေတာနဲ့တော့အဲ့လိုဖြစ်သွားတာပေါ့နော်အဲ့ Karina ရပြီဆိုတော့ Karina တူးစားနဲ့ထင်းရိုက်ပေါ့နော်ပြီးရင်ဒီဘက်ကစီတောင်းလှန်လည်းကောင်းပါတယ်အဲ့လှန်ကြတော့ဗျာသူကပတ်စံ5ချက်တိပြီးတဲ့လှန်ပေါ့နော် second round မှာလှန်တတိထိုင်မလို့မသိဘူးကျွန်တော်အောက်မှာပတ်စံတက်တာပါအမြင်တော့မသိဘူးအဓိကအဲ့လှန်ဒီခုနကရွယ်တဲ့လမ်းကြောင်းပေါ့နော်သူပတ်စံလေးတစ်ချက်ရတယ်ပြောရင်ချောင်းစကီး1လိုမျိုးပေါ့နော်အဲ့လိုမျိုးပါဒါတော့ကန်တော့ဘယ်လိုပြောမလဲခွေးကန်ပဲပြောမှာမသိဘူးနော်တော်တော်ကောင်းနေပါလေပြီးရင်ဒီလန်လည်းမစိုးဘူးပေါ့နော် region တက်တဲ့လန်ဆိုတော့ဒီမှာတော့level ခွန်မာနေလင်းနေပါပါလာပြီဆိုတဲ့အနေထားဆိုရင်တော့အဲ့လိုလင်းနေပါတော့ကိုကြိုက်လို့ရှိရင်တော့ကောက်ထားပါတော့ဒါပေမဲ့ကျွန်တော်တော့ပြီးရင်ကောက်ပါပါဒီလင်းနဲ့ပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲဒီထားပါတော့ကျွန်တော်တို့ဗျာဒီ astro တင်ထားတယ်ဗျာပြီးရင် astro credit ရတော့ရှိရင်တော့အဲ့လိုလင်းထောင်ဆော့လည်းကောင်းနေပါတော့နည်းနည်း RAM တော်တော်မြင့်သွားလို့ရှိရင်တော့အဲ့လိုမျိုး၄ရက်တန်အထောင်ဆော့ပါအဲ့လို၃ရက်တန်နဲ့တော့တိတ်ပြီးတော့သွားလို့မရပါဘူးဒါပေမဲ့ဒီရားတော့ကျွန်တော်ကဗျာ3 shot ကုန်နေဆော့တာဆိုတော့အဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်ရွှေကတ်လည်းပါဆိုတော့အဲ့ကြောင့်ပါပြီးရင်ဒီ via gas ပေါ့နော်အခုကျွန်တော်ရဲကကြတော့ဗျာသူကတပွဲကိုပေါ့နော်တွေးကကျွန်တော်တို့တွေး3မြတ်တက်မယ်ပေါ့နော်အဲ့လိုမျိုးပါပတ်စံလည်းရမယ်တွေးရတက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ကအဲ့လိုမျိုးရှာကြည့်ရပေါ့နော်ဒီကလက်ကနည်းနည်းလေးချော်သွားဆိုတော့သိရမလား short လေးပြန်ဝင်သွားတာပေါ့နော်ဟီရိုပေးတဲ့ဟာပြီးရင်ကလုံးပါမယ် wise ဒီကအိုင်နန်တော့ကိုကြက်တာကိုကောက်ပေါ့နော်ကျွန်တော်ရတာပဲကိုကျွန်တော်ကောက်ပါတယ်ပြီးရနေ hero 3 star ရှာမယ်ဒါကတော့သူ့အောင်လို့တည်မှာထပ်လာမှာဆိုလို့ကျွန်တော်အဲ့လိုမျိုးချစ်ကိုတင်ပေးရတာပေါ့နော်ပြီးရင် Karina ကနောက်ထပ်ဟိုဖြစ်မယ်ဆိုတော့3 star တင်ရင်လို့ရှိရင်တော့နောက်တစ်ခါတော့ရှာလို့ရှိရင်တော့ရတယ်ပေါ့နော်ဒီမှာတော့ဗျာမြန်မာလိုပဲတင်ဆောက်တာဆိုတော့ hero 3 star ရှိမယ်ပြီးရင်ကျွန်တော်Z 3 star နဲ့ hero ရယ်Karina ရယ် Martis ရယ်ပြီးလူနိုကတင်မလိုက်ဗျာရှုပ်လို့သိရမလား3 star ကုန်နေမလားအဲ့ဆိုလို့ရှိရင်တော့နိုင်မိုးကလုံးဝ chance များတယ်ပေါ့နော်ဒီမှာတော့ Karina ကိုကျွန်တော်ကလုံးပွားပြီးတော့3 star တင်နိုင်မှာပေါ့နော်ဘာလဲဆိုတော့ကြာလို့နည်းစိတ်ချလို့မို့3 star ကိုတစ်ခါလေး plain တင်လိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော် Karina 3 star နဲ့လုံးဝ AC ထင်းနေရပြီပေါ့နော်လုံးဝ AC ပါပဲဒီရနေစပြီးတော့ကျွန်တော်နိုင်မိုးတော့ကရာခိုင်နှုန်းတော်တော်များလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ယူရတဲ့ဘယ်လိုပြောမလဲ gas ကလည်းကောင်းတယ်ပေါ့နော်တီးပြန်တဲ့ gas ဆိုတော့လုံးဝအဆင်ပြေတယ်ပေါ့နော်3ရက်တန်နေမှာဆိုရင်တော့ကျွန်တော်ကအဲ့လို battery ထက်ပေါ့နော်တော်တော်များဆောက်ခိုင်းတဲ့ flow ကတော့battery ကိုစီလောင်းနဲ့ဆောက်လာခိုင်းနေဗျာသူတို့ဆောက်ရလဲဆိုးတော့မဆိုးပါဘူးဒါပေမဲ့ဒါကျွန်တော်ရဲ့ကြောက်စက်ကြီးဆောက်တာပေါ့နော်ကြောက်စက်ကြီးကတော့အဲ့လို Belarus ကို Karina နိုင်မယ်လို့ထင်တယ်ပေါ့နော်ပြီးရင် Karina ကကြားတော့ဗျာအဲ့လိုပတ်လိုက်တိုးသွားလို့ရှိရင်လည်းအဲ့လိုတောင်းကောင်းမနိုင်ဘူးပေါ့နော်ဒါကတော့ကျွန်တော်ယူထားတဲ့လန်တွေကိုအကုန်ပြပေးတာပါစီလောင်းလန်ပေါ့နော်သူပေးထားတဲ့လန်ပေါ့ဒီမှာတော့တည့်ရတိုင်းပဲဒီမှာစီဘယ်လိုပြောမလဲဒီပွဲကဘရိုအမြင်မှာတော့အရန်လေနေလို့ထင်ပါလိမ့်မယ်ဘောက်သွင်းရေးဆိုလို့ရှိရင်တော့ဆိုလိုဆော့တာပါဆိုလိုဆော့ပါအဓိကဆိုလိုဆော့မှလွယ်တာပေါ့နော်ဘယ်လိုပါတီဆော့လို့ရှိရင်တော့မလွယ်ပါဘူးဟီရိုလူကောက်လာနေဟီရိုမီယာနေတိုင်ပတ်နေရပေါ့နော်ပြီးရင်ဟိုကကျွန်တော်မိုင်တော့ရှိရဆိုတော့အဆိုစစ်ပြည့်ရတယ်ဆိုတော့အဲ့လိုမိုင်တော့ကောက်ထားတာပေါ့နော်ခေဒီမှာတော့အသရှင်ဟိုကနေဆိုလုံးဝပြီးသွားပါပြီ
Astro 6ရှိမယ် S ချင်း2ကောင်ဆမွန်နာ2ကောင်ဆမွန်နာတော့